မင်္ဂလာပါအားလုံးနေကောင်းကြမှာကြမယ်လို့ပြောလိုက်ပါတယ်ဒီနေ့အတွက်ကျွန်တော် review ရလို့တော့မဟုတ်ပေါ့နော်ဒီ tube amplifier မှာ tube အမျိုးအစားနှစ်ခုရဲ့ကွာခြားမှုအဲ့တော့ဒီ high end audio မှာအသုံးများတဲ့လူကြိုက်များတဲ့ tube နှစ်ခုပေါ့နော်အဲ့ဒါကတော်တော်များများရှိပါတယ် EL34 KT88 KT66 KT120 ပြီးတော့ဒီလိုမျိုး300B ပြီးလို့ရှိရင်ဒါမျိုး845 power tube စတဲ့ဟလာ power tube တွေဒီ amplifier တွေကိုမောင်းနေမှုအတွက် design လုပ်ထားတဲ့ tube တွေရှိပါတယ်အဲ့ဒီတော့ဒီမှာကျွန်တော်နမူနာပြထားတဲ့ amplifier နှလုံးကတော့ Music Share ကထုတ်လုပ်တဲ့ X9 300B tube amplifier နဲ့ X11 845 power tube ကိုသုံးထားတဲ့ amplifier နှစ်မျိုးပေါ့နော်ဈေးနှုန်းကတော့သူတို့3000ကျော်ပတ်ဝန်းကျင်မှာရှိပါတယ်ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကဒီ amplifier နှစ်ခုကိုနှိုင်းယှဉ်တယ်ဆိုတာတဲ့ဒီ 300B tube နဲ့845 tube power tube နှစ်မျိုးကိုဘယ်ဟာကကိုယ့်အတွက်သင့်တော်လဲကိုယ်နဲ့ကိုက်ညီလဲအတန်အနေနဲ့ဘယ်လိုကွာခြားမှုရှိလဲ power အနေထားမှာဘယ်လိုရှိလဲစတဲ့အချက်လေးတွေကိုပြောပြချင်ပါတယ် 300B tube ဆိုရင်တော့ power ကနည်းမယ်8 watt ကနေ10 watt အတွင်းမှာထွက်မယ်ဒီ X9 ကလည်း8 watt ပဲထွက်တယ်8 ohm ပါပေါ့နော်အဲ့တော့4 ohm ထက်မှာထည့်သုံးလဲသူက8 watt ပဲထွက်မယ်ဒီ845 tube ကကြတော့ watt 28 watt ထွက်တယ်အပူချိန်ဓာတ်ရိုက်ပေးတဲ့ tube နှစ်မျိုးစလုံးက basic design ကအတူတူပဲဒါပေမဲ့ထွက်ရှိတဲ့ power မှာအများကြီးกว่าတယ်8 watt နဲ့28 watt နဲ့ဒီနှလုံးမှာဆိုလို့ရှိရင်ပြီးလို့ရှိရင်3နဲ့ transformer တွေဘာတွေကလည်း845 tube မှာကပိုကြီးတာပိုကောင်းတဲ့ power transformer တွေအားပိုများတဲ့ power transformer တွေသုံးရတယ်ပေါ့နော်တန်အတွက်မှာလည်းကွာခြားတယ် design လုပ်တဲ့နေရာမှာ power transformer တွေသုံးတဲ့နေရာမှာကွာခြားတယ်ဒီ pre tube တွေဘာတွေတော့ကျွန်တော်ထည့်မပြောတော့အဓိက845နဲ့ 300B နှစ်ခုကိုရှင်းပြချင်တာပေါ့နော် power ထွက်တာနဲ့ပြန်စားတဲ့နှုန်းနဲ့တွက်မယ်ဆိုရင်လက်845 tube က watt 450 500လောက်သူက power စားတယ်ဒီ X9 ကဒီလိုမျိုး 300B tube က power အဲ့လောက်မစားဘူးအများကြီးတက်တာတယ်ကျွန်တော်ဒီမှာစမ်းသပ်တဲ့အချိန်မှာဘယ်နေရာမှာသွားကွာလဲဆိုတော့ X9 tube ကအတန်ကငြိမ်ပြီးတော့ညက်ပြီးတော့တိမ်မွေ့တယ် bass and control ကလည်းနည်းနည်း bass တန်ကရှိတယ်ဒါပေမဲ့845 tube က bass တန်လေးနည်းနည်းလေးပိုတွက်တယ် 300B tube ကဘယ်လိုမျိုးလူတွေနဲ့ကိုက်ညီလဲဆိုတော့ကိုကacoustic guitar တွေ piano တွေ vocal တွေစတာတွေကိုအဓိကနားထောင်တဲ့လူတွေဆိုရင်တော့သူ့ရဲ့အလဲသံတွေကအင်မတန်မှတာယာနာပြောပြီးတော့နားထောင်လို့ကောင်းတဲ့ design ဖြစ်တဲ့အတွက်အဲ့လိုမျိုးလူတွေကိုကျွန်တော်ညွှန်းညင်တယ်ကိုကအခန်းအကျယ်ကြီးမဟုတ်ဘူးဆိုလို့ရှိရင် bass speaker နဲ့တွဲရတယ်P3 ESR မကလို့ LS50 မကလို့ကြိုက်တာနဲ့တွဲလို့ရတယ်ဒါပေမဲ့လည်း sensitive မြင့်လေ95 92 စတဲ့ sensitive ရှိတဲ့ speaker တွေနဲ့သုံးမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမှာအခုဒီမှာတွဲထားတာဆိုရင်ဒီ JBL L100 Classic 75 က 92dB sensitive impedance 4 ohm အဲ့လိုမျိုးရှိတယ်အဲ့တော့တွဲထားတာလည်းလုံးဝပြန်ပြီးကြီးတော့နားမခံနိုင်အောင်ဖွင့်လိုက်ရကျွန်တော်ဒီ volume ခလုတ်ကို9နာရီ position ထိပဲကျွန်တော်နားထောင်ဒါတောင်မှကျွန်တော်ကအတန်နမူနာအတွက်အတန်သွင်းတာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်8နာရီ position လောက်ဆိုရပြီကျွန်တော်က12ပေกว่าလောက်မှာထိုင်ပြီးတော့ကျွန်တော်တချင်းနားထောင်နေဆိုရင်အနေတော့ပဲငြိမ်ပြီးတော့ညက်ပြီးတော့ဒီ acoustic guitar တွေ main ကလေးအတန်တွေယောက်ျား vocal အတန်တွေ piano notes တွေနောက်ပြီးတော့ဒီ drum solo တွေစသည်အပြင်အလဲပိုင်းမှာထွက်တဲ့အတန်တွေကအင်မတန်မှသာယာပြီးတော့နားထောင်လို့ကောင်းတယ်အဲ့ဒါအပြင်အသေးစိတ်အတန်ဖော်ထုတ်မှုမှာလဲသူကစွမ်းဆောင်နိုင်မှုဒီ845 tube နဲ့ဒန်းတူညီမျှလိုက်ပြီးတော့ထွက်နိုင်တယ်အဲ့တော့845 tube ကဘယ်မှာတာသွားလဲဆိုတော့ volume control ကို position အတူတူမှာတော့ထားလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူက power ပိုများတဲ့အတွက်အတန်ပိုကျန်မှာအဲ့ဒါကြောင့်မလို့ကျွန်တော်ကဟိုမှာမီတာနဲ့အတန်ကိုညှိပြီးတော့ပြန်နားထောင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဘာသွားလဲဆိုတော့သူက power ကိုပိုများတဲ့အပြင်အတန်အတွက်မှာလဲသူကပို့ပြီးတော့ရှင်းပြီးတော့ကြည်လင်မှုမှာတက်လာတယ်ဒါပေမဲ့လည်းနည်းနည်းဆူရှာမှုလေးလည်းနည်းနည်းတက်သလို
ဒီ dynamic range ဆိုခေါ်တဲ့ notes တွေကိုဖော်ဆောင်နိုင်မှုအတန်တွေမှာကွဲပြားခြားနားနိုင်မှုစတာတွေမှာပို့ပြီးတော့ဟလာတိတိတာတာပို့ပြီး dynamic တန်ထွက်လာတယ်ကျွန်တော်တို့လို့ class AB တို့ဘာလို့လို့ amplifier လိုမျိုး power ပိုများတဲ့အတန်သူ့မှာရှိတယ် base တန်ကလည်းပို့ပြီးတော့ control ပိုကောင်းတယ်ပေါ့နော်နည်းနည်းမှုချင်းမှာတော့တိတ်မကွာဘူးအတန်ကျေပြန့်မှုမှာလည်းအရန်ကြီးမကွာဘူးဒါပေမဲ့တိမ်မွေးနူးညံ့မှုတာယာနာပြောမှုဒီအလဲတန်တွေရဲ့ပြန်လဲထုတ်နိုင်မှုမှာအင်မတန်မှသဘာဝကျပြီးတော့နားထောင်လုံးကောင်းတယ်ဆိုတဲ့အချက်တွေမှာတွက်မယ်ဆိုရင်တော့ဒီ X9 ကကျွန်တော်ရဲ့ JBL နဲ့ပို့ပြီးတော့လိုက်တယ် X11 ရဲ့ 845 tube က JBL နဲ့ဆိုရင်ကျွန်တော်တို့အတန်နားမှာနည်းနည်းစူးတယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်စေတယ်သို့ပေတော့လည်းဒီ S1EH tower နဲ့တွဲလိုက်တယ်ဆိုရင်တော့ဘယ် tube နဲ့ပဲ33ဘယ် amp နဲ့ပဲ33ဒီနှလုံးထဲကကြိုက်တာတွဲသုံးလို့ရတယ်ဒါပေမဲ့ကိုကဟလာငိမ့်ငိမ့်လေးနဲ့တာတာရရလေးအလဲတန်လေးတွေကိုပဲ vocal တန်လေးတွေဒါတွေကိုပဲအဓိကဦးစားပေးပြီးတော့နားထောင်တယ်လို့ဆိုရင်တော့ X9 300B tube amplifier ကိုကျွန်တော်ညွှန်းကျင်တယ်ကိုကအရန်ကို dynamic ဖြစ်တဲ့အတန်လုံးဝအကျယ်ကြီးလဲဖွင့်ကျင်တယ်နောက်ပြီးကြတော့ကိုယ်မှာရှိတဲ့ speaker ကလည်း sensitivity ကနည်းတယ်စသည်အဖြစ်83 dB တို့ 85 dB တို့စတာတွေဆိုလို့ရှိရင်တော့ကျွန်တော်က X11 ရဲ့ဒီ845 power tube နဲ့ဟာကိုကျွန်တော်ကညွှန်းကျင်ပါတယ်အတန်အတွက်ကွာခြားမှုနဲ့ power delivery မှာအဲ့လိုကွဲပြားခြားနာတယ်ပြီးလို့ရှိရင်ဒီ stereo image ဆိုခေါ်တဲ့ရုပ်လုံးဖော်ဆောင်နိုင်မှုမှာတော့နင်လားငါလားပဲကျွန်တော်ကဒီ X9 ကိုတော့ပို့ပြီးတော့ကျွန်တော်အကြိုက်နဲ့ပို့ကြိုက်တယ်လို့ပြောချင်တယ် power က8 watt ပဲထွက်တော်ညာလဲဒါကြောင့်မလို့ကိုကဒီ tube 2မျိုးတွေကဘယ်ဟာကိုသွားရမလဲဘယ် amp ကိုရွေးရမလဲလို့မေးလာတဲ့လူတွေအတွက်ဒီဗီဒီယိုလေးကို share ပေးလိုက်တာဖြစ်ပါတယ်ထုံးစံတိုင်းဒီမှာအတန်နမူနာလေးအပြန်အလှန်နားထောင်ကြည့်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်